မကြခင်မှာ original server ကိုရောက်ရှိလာတော့မယ် event တွေအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်။ Leslie နဲ့ Chang'e တို့ပါဝင်တဲ့ Experience 3.0 skin တွေကတော့မကြခင်ဂျွန်လ16နေ့မှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။ event ကာလကတော့6လ16နေ့ကနေ9လ16နေ့ထိပဲဖြစ်ပါတယ်။ဒီ event မှာ Shadow Wisdom Rock Offer တွေကိုလည်း Diamond နဲ့လှည့်လို့ရမယ်။စိတ် Science skin တွေကိုတော့ဇွန်လ10ရက်နေ့မှာပြန်လည်ရောက်ရှိလို့လာတော့မှာဖြစ်ပါတယ်။ဒီ event မှာဆိုရင် skin တစ်ကောင်ကိုကတ်1200နဲ့လှည့်လို့ရမယ်။ပထမဆုံးတန်းထိုးမှာပဒန်း skin ကိုရမယ်လို့အာမခံထားပါတယ်။ဒါကတော့စိတ် Science event ပဲဖြစ်ပါတယ်။6လပိုင်း29ရက်နေ့မှာရောက်ရှိလာတော့မယ် All Star event အကြောင်း All Star event ဆိုရင်6လပိုင်း29ရက်နေ့မှာ original server ကိုရောက်ရှိလာမှာပါ။ဒါကတော့ Dino Adventure event ဖြစ်ပြီးဒီ event ကနေပေါ်ပေါ်အခုပါရင် All Star skin အသင်းနဲ့ရောင်းချ skin အသင်းကိုခါမဲ့ရယူနိုင်မှာပဲဖြစ်ပါတယ်။ဒီနေရာမှာအန်ဆာလုံးကိုတုံးပြီးကြားတဲ့နံပါတ်နဲ့အကွက်ချရွှေ့ရမှာပါ။ကြားတဲ့နေရာမှာမတူညီတဲ့ဂိမ်းပုံစံတွေရှိပါတယ်။ဒီလိုဂိမ်းတွေကစားရင်နိုင်တဲ့အခါ skin နဲ့ရမယ်ခက်တွေရရှိမှာပဲဖြစ်ပါတယ်။ဂျောဟက်ရဲ့ Dino skin ကိုလည်းဒိုင်းသုံးပြီးဝယ်လို့ရမှာပဲဖြစ်ပါတယ်။ဝယ်တဲ့နေရာမှာလည်းပုံစံမျိုးရှိပါတယ်ကိုကြိုက်တာကိုဝယ်ပါနော်။ဒါကတော့ event တွေနဲ့အတူပါလာမယ့် shuffle draw ပဲဖြစ်ပါတယ်။ဒီ event မှာ test တွေလုပ်ပြီးရမယ်ကတ်တွေနဲ့လှည့်ရမှာပါ။ခံကောင်းရင် epic skin တစ်ကောင်ရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ run လုပ်ပြီးတော့ဝင်တဲ့အခါ lane ချိုရွေးချယ်ခြင်းကိုတွေ့မြင်ရမှာပါ။ကိုစောခြင်းနဲ့ lane ကိုကြိုတင်ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ကန်တက်ချက်အနေငယ်လို့ရှိတာပေါ့နော်။ပွဲတဲ့ဝင်တဲ့အခါကိုရွေးတဲ့ lane ကိုပဲတွားရမှာပါ။ hero ရွေးချယ်တဲ့အခါမှာကိုရွေးချယ်ထားတဲ့ lane ကိုတွားမယ် hero ပဲကာရမှာပါ။ဥပမာကိုကမလဲကိုရွေးပြီးတော့မက်စမတ်ကိုင်းပြီးပွဲပြီးတဲ့အခါ credit အမှတ်ရောနိုင်ပါတယ်။ဒါကြောင့် hero ရွေးနေချိန်လိန်ချင်းရင်တခြားသောကစားသမားကိုလိန်ချင်းပေးဖို့တောင်းဆိုနိုင်ပါတယ်။ကဲဒါကတော့အသိရောက်ရှိလာမယ့် All Star theme မြေပုံပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်တော့ dinosaur ရုပ်ထုကြီးကိုမြင်ရမှာပါ။ blue bag ပုံစံကိုလည်း dinosaur ပုံစံပြောင်းထားပါတယ်။ red bag ကိုလည်းစက်ရုပ် dinosaur အနီးအောင်အဖြစ်တွေ့မြင်ရမှာပါ။တာတဲ့နဲ့ log ကိုလည်းကြောက်စရာ dino အကောင့်လေးဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Walking Crest နဲ့ Scavenger Crab နှစ်ကောင်ကိုလည်းဒီလို Dino ပုံစံလေးတွေကြည့်မြင်တွေ့ရမှာပါကျွန်တော် channel ဒီမှာ subscriber 1k ဖြစ်ရင် Starlight က giveaway ပေးဖို့ရှိတာကြောင့်ကျွန်တော် channel လေးကို subscribe လုပ်ပါသေး subscribe လေးလုပ်ခဲ့ကြပါခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်